ဂျပန်ကအရန်စည်းပေါ်တာပဲအဲ့ဒီကိုပြောင်းရွှေ့ချင်လိုက်တာလို့ခရီးသွားအများစုကပြောတတ်ကြပါတယ်ဒီစကားကဘယ်ကိုဥတီနေလဲဆိုတာမိတ်ဆွေမြင်နေမှာပါရန်ငွေလဲနှုန်းကအခုဆိုရင်ဒေါ်လာ$1ကိုရန်150လောက်ရှိနေတာကိုကံမကောင်းစွာနဲ့ပဲဂျပန်ကိုပြောင်းရွှေ့ပြီးအလုပ်လုပ်ရင်ရန်ငွေကိုပဲရရှိမှာပါအဲ့တော့ဂျပန်မှာအလုပ်လုပ်တာနဲ့ပတ်သက်ပြီးပြောစရာတွေအများကြီးရှိပေမဲ့အရေးကြီးဆုံးကတော့လစာပဲဖြစ်ပါတယ်အမေရိကန်လစာတွေနဲ့နှိုင်းယှဉ်မယ်ဆိုရင်ဂျပန်လစာတွေကရည်ပြူရအဖြစ်ဆိုးရွားတယ်လို့ပြောနိုင်ပါတယ်ဂျပန်ကိုချမ်းသာဖို့အတွက်လာတာမဟုတ်ပါဘူးဂျပန်လစာတွေကတကယ်ကိုနှိမ့်ကျတယ်ဆိုတာကိုနားလည်ဖို့အကြောင်းရင်းရှိပါတယ်ဂျပန်မှာပြမ်းမြလစာကိုရှာဖွေကြည့်မယ်ဆိုရင်ရန်6တန်းကနေ9တန်းလောက်မြင်ရမှာပါဒါကအမေရိကန်ဒေါ်လာ4,000ကနေ5,000လောက်ရှိပါတယ်ဒါပေမဲ့ဒီကိန်းဂဏန်းကမှန်ကန်ပါဘူးဂျပန် CEO တွေနဲ့ဝင်ငွေမြင့်မားတဲ့သူတွေကဒီစကေးကိုအများကြီးပြောင်းလဲစေတာပါဒါကြောင့်မိတ်ဆွေရှာဖွေနေတဲ့အပေါ်ဂရုစိုက်ဖို့လိုအပ်ပါတယ်ပုံမှန်လူတွေအတွက်တကယ်ပြမ်းမြလစာကရန်4.5တန်းကနေ5တန်းလောက်ပဲရှိပါတယ်ဒါကအသက်အရွယ်အမျိုးမျိုးရှိသူတွေအားလုံးကိုပေါင်းဆက်ထားတဲ့ကိန်းဂဏန်းဖြစ်ပါတယ်ဒါကြောင့်ဂျပန်လူမျိုးထိုးဝက်ကရန်4.8တန်းအောက်ဝင်ငွေရရှိနေပါတယ်ဂျပန်မှာလစာအကြောင်းပြောတဲ့အခါအသက်20အရွယ်နဲ့အသက်50အရွယ်ဒီကြားမှာကြီးမားတဲ့ကွာဟချက်ကိုတွေ့ရမှာပါဒီနင်ကိုချိုးရစုစနစ်ကြောင့်အလုံးမှာဘလောက်ပဲကောင်းကောင်းအသက်ကြီးလာတာနဲ့အမျှလစာကတဖြည်းဖြည်းတိုးလာပါတယ်ဒီစနစ်ကြောင့်အသက်20အရွယ်မှာလစာကအရန်နေနေတတ်ပါတယ်တစ်လကိုအမေရိကန်ဒေါ်လာ1,500လောက်ရနိုင်ပါလေဒါကရုံးဝလုပ်သမားတွေအတွက်တောင်ဖြစ်ပါတယ်လုပ်ငန်းအမျိုးအစားကလည်းဝင်ငွေအပေါ်များစွာတက်ရောက်မှုရှိပါတယ်ဥပမာအားဖြင့်နီးပညာနယ်ပယ်မှာအလုပ်လုပ်တဲ့ software engineer တွေကဈေးကွက်ရှာဖွေရေးလုပ်သူတွေထက်လစာပိုရပါတယ်ဒါပေမဲ့ဘယ်လုပ်ငန်းပဲဖြစ်ဖြစ်စတင်ဝင်ရောက်တဲ့လစာကအရန်နေနိုင်ပါတယ်သူကတွေ့ခဲ့ရတဲ့ TikTok ဗီဒီယိုတစ်ခုမှာ software engineer တဦးကတစ်လကိုရန်2,900,000လောက်အိမ်ပြန်ယူရတယ်လို့ပြောပြခဲ့ပါတယ်တခြားသူတွေကတော့လစာဆိုးရွားတယ်လို့မြင်ကြပေမဲ့အဲ့ဒီလုပ်ငန်းအတွက်စတင်ဝင်ရောက်သူလစာဆိုရင်ဒါကပုံမှန်ပါပဲနီးပညာနယ်ပယ်ကအတွေ့အကြုံရလာတာနဲ့အမျှလစာ2ဆ3ဆတိုးနိုင်ပါတယ်ဒါပေမဲ့ဘယ်လုပ်ငန်းပဲဖြစ်ဖြစ်အထူးသဖြင့်ဘွဲရအသစ်တွေအနေနဲ့လစာကနှိမ့်ကျနေဦးမှာပါသူ့ရဲ့ပထမဆုံးအလုပ်ဖြစ်တဲ့ JET program ကတစ်လကိုရန်3သိန်းရခဲ့ပါတယ်ဒါကအသက်22နှစ်အရွယ်အတွက်လစာမြင့်မားတဲ့အလုပ်ဖြစ်ပါတယ်တစ်လကိုရန်3သိန်းရရင်တကယ်နေထိုင်နိုင်ပါသလားတိုဂျိုပြင်ပမှာနေထိုင်မယ်ဆိုရင်ဒီငွေကအများကြီးသုံးလို့ရပါတယ်ဒါပေမဲ့တိုဂျိုမှာဆိုရင်အခြေအနေတစ်မျိုးပါအခွန်ပင်စင်နဲ့ကျန်းမာရေးအာမခံတွေနှုတ်ပြီးရင်တစ်လကိုရန်2,400,000လောက်အိမ်ပြန်ယူနိုင်ပါတယ်တစ်လကိုအခန်းငှားကအတွက်ရန်8,000ပေးရမယ်ဆိုရင်တိုဂျိုမြို့လေကောင်အပြင်ဘက်နည်းနည်းဝေးတဲ့စတူဒီယိုအခန်းတစ်ခန်းရနိုင်ပါတယ်မီတာခဖုန်းပေအင်တာနက်အတွက်ရန်2,000ထပ်ပေါင်းပြီးအစားအသောက်အတွက်တစ်လကိုရန်4,000နှုတ်လိုက်မယ်ဆိုရင်ရန်3သိန်းကျန်ပါလိမ့်မယ်ဒါကနေ့စဉ်လိုအပ်ချက်ဈေးဝယ်တာခရီးသွားတာစုဆောင်းတာအစရှိတဲ့ကုန်ကျစရိတ်တွေအတွက်ပါတကူရီသမားအတွက်တော့ဒါကအဆင်ပြေပါတယ်ဘတ်ဂျက်ကိုကောင်းကောင်းစီမံခန့်ခွဲတတ်မယ်ဆိုရင်ပိုပြီးတော့တက်တာအောင်နေနိုင်ပါသေးတယ်ဒါပေမဲ့တချို့အလုပ်တွေကတစ်လကိုရန်3,800,000လောက်ပဲအိမ်ပြန်ယူရတဲ့အလုပ်တွေလည်းရှိပါတယ်အဲ့ဒီလိုလစာမျိုးနဲ့အလုပ်မလုပ်ဖို့အကြံပြုထားပါတယ်အင်္ဂလိပ်စာလာသင်တဲ့သူတွေကတော့သူတို့ကိုယ်တိုင်တိုးတက်အောင်မကြိုးစားရင်လစာတိတ်တက်ဖို့မမျှော်လင့်သင့်ပါဘူးသူတို့အများစုကတစ်နှစ်ကိုရန်4သန်းလောက်ပဲအများဆုံးရကြပြီလစာတိုးမလာပဲနှစ်ပေါင်းများစွာအလုပ်လုပ်နေရတာကိုတွေ့ရပါတယ်ဂျပန်မှာအမျိုးသမီးတွေရဲ့ပြမ်းမြလစာကအများကြီးနှိမ့်ကြပါတယ်ဒါကခလီးရပြီးရင်အလောက်ကခဏတာဒါမှမဟုတ်လုံးဝထွက်ပြီးအချိန်ပိုင်းပြန်ဝင်ကြတဲ့အတွက်ဖြစ်ပါတယ်ဒါပေမဲ့ရေဘူးရအဖြစ်အမျိုးသားတွေလုံးတဲ့အလုပ်တူအတွက်အမျိုးသမီးတွေကိုလစာနည်းနည်းပေးတာလည်းရှိပါတယ်ဂျပန်မှာဒီအခြေအနေကပိုပြီးသိတာပါတယ်နိုင်ငံခြားသားတဦးအနေနဲ့ဒီလစာကွာဟမှုတွေကိုကြော်လွှားနိုင်ဖို့နည်းလမ်းတွေရှိပါတယ်နိုင်ငံခြားသားတွေကဂျပန်အလုပ်ဈေးကွက်မှာအထူးသက်တော်တွေလို့ဆိုနိုင်ပါတယ်ဒါကအကောင်းရောအဆိုးပါဖြစ်နိုင်ပါတယ်ပုံမှန်အလုပ်တွေရဲ့90%လောက်ကဂျပန်စကားကိုကောင်းကောင်းမွန်မွန်မပြောနိုင်ရင်ပိတ်ထားတဲ့လမ်းပါပဲဒါပေမဲ့ဒီအခက်ခဲကိုကြော်လွှားနိုင်တဲ့နည်းလမ်းတွေရှိပါတယ်ပထမဆုံးအနေနဲ့မိတ်ဆွေမှာအရည်ချင်းဒါမှမဟုတ်အတွေ့အကြုံရှိဖို့လိုအပ်ပါတယ်ဥပမာအဖြစ်ကိုဒင်းလုပ်တတ်တဲ့ဆိုရင်ဘာသာစကားအတားအဆီးကိုအလွယ်တကူကြော်လွှားနိုင်ပါတယ်ဂျပန်မှာကွန်ပျူတာအလုပ်အများစုကအင်္ဂလိပ်ဘာသာနဲ့ပဲလုပ်ကင်ကြပါတယ်မိတ်ဆွေဂျပန်ကိုမလာခင်ကိုယ့်နိုင်ငံကနေလုပ်ငန်းအတွေ့အကြုံတွေကိုစုဆောင်းနိုင်ပါတယ်ဒါကအလုပ်အတွေ့အကြုံဒါမှမဟုတ်လက်မှတ်တွေနဲ့တက်တည်ပြဖို့လိုအပ်ပါတယ်ဒါပေမဲ့
ကွန်ပျူတာနဲ့မပတ်သက်တဲ့အလုပ်တွေဆိုရင်တော့ဂျပန်စကားတတ်ဖို့လိုအပ်ပါတယ် အင်္ဂလိပ်ဘာသာနဲ့အဆင်ပြေတဲ့အလုပ်တွေရှာတွေ့နိုင်ပေမဲ့အရည်အတွက်နည်းပါတယ်အဲ့ဒီအလုပ်အများစုကဆက်သွယ်မှုကွန်ရက်တွေလိုအပ်ပြီးအလုပ်ရှာဖို့မလွယ်ကူပါဘူးဂျပန်မှာရေရှည်အလုပ်လုပ်ချင်တယ်ဆိုရင်ဂျပန်ဘာသာစကားကိုသင်ယူဖို့လိုအပ်ပါတယ်ဂျပန်ဘာသာစကားသင်ယူတာကလစာနည်းတဲ့အင်္ဂလိပ်စာဆရာအဖြစ်ရေရှည်မနေချင်ဘူးဆိုရင်ဒါမှမဟုတ်ကုန်တီးမသင်ယူချင်ဘူးဆိုရင်အလွယ်ဆုံးနီလန်ပါပဲ သူကဂျပန်မှာ corporate အလုပ်နှုတ်ခိုလုပ်ခဲ့ပြီးပါပြီဒီ company တွေကဂျပန်ဘာသာနဲ့အပြည့်အဝလုပ်ခိုက်ကြပါတယ်သူ company နှစ်ခုလုံးမှာနိုင်ငံခြားသားဝန်ထမ်းတွေနေပါပါတယ်သူက N1 အဆင့်ကိုရရှိထားပြီးအနည်းဆုံး N2 အဆင့်ရှိမှဂျပန် company မှာအလုပ်လုပ်ဖို့လိုအပ်ပါတယ်ဂျပန်ဘာသာနဲ့ interview ဖြေနိုင်ရင်အလုပ်အနည်းဆုံးအဆင့်တွေမှာအလုပ်ရနိုင်ပါတယ် သူ့ရဲ့လာစာကသူ့အထက်အရွယ်အတွက်ပုံမှန်ထက်ပိုဝင်ငွေကောင်းပါတယ်ဒါပေမဲ့ငွေအများကြီးတော့မဟုတ်ပါဘူးဂျပန်ကိုငွေရှာဖို့မလာသင့်ပါဘူးဒီနေရာကငွေရှာဖို့မဟုတ်ပါဘူးသူ့လာစာကိုအမေရိကန်ဒေါ်လာနဲ့ပြောင်းလဲမယ်ဆိုရင်ကြည့်ရစိုးပါလိမ့်မယ်လာစာနည်းတဲ့အလုပ်ကနေရုံးထွက်နိုင်ပါတယ်ဒါပေမဲ့စ조사မှုဆက်သွယ်မှုကွန်ရက်နဲ့ဂျပန်မှာအချင်းအတိုင်းတာတစ်ခုနေချိုင်ဖို့လိုအပ်ပါတယ် မိတ်ဆွေရဲ့ပထမဆုံးအလုပ်ကလာစာနေတာကပြဿနာမရှိပါဘူးနှစ်နှစ်လောက်လုပ်ပြီးအလုပ်ပြောင်းလိုက်ရင်အဆင်ပြေပါလိမ့်မယ်အသက်30ယူတဲ့ပုံမှန်လာစာနဲ့ဆိုရင်တကူရီသမားအနေနဲ့ထက်တုံသက်တာနေနိုင်ပါတယ်လာစာနေပေမဲ့လည်းဂျပန်မှာကောင်းကောင်းနေနိုင်ပါတယ်ဂျပန်မှာနေထိုင်ရတာသိကောင်းပါတယ်ဒါကြောင့်သူဒီမှာဆက်နေတာပါ